女伢的嘛，这干那家的人咯，比如我漂呢，我生啊，不就啊，不就啊那边，就那嘛，人家高口的，在往里的嘛，我拉比较顺比较半皮啊，卡口的，就那些。ကျွန်တော်တို့တွေမပူပါဘူးဗျာအမွေးဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့ဖဲပြားမှာအေးအကုန်းပါပါတယ်ဗျာကျွန်တော်တို့ရဲ့ဘိုးဘိုခန်းကျွန်တော်တို့အေးသေးပါတယ်ဗျာဟုတ်တယ်တက်ပြီးလက်ဘိုးဘိုနေကိုဖမ်းပြီးတော့ကခိုင်းလာပါတယ်ဗျာဒါမဲ့ဖဲပြားတော့တက်ပြီးကျွန်တော်တို့ဘိုးဘိုဖမ်းပြီးတော့ဖဲပြားတော့တက်ပြီးတယ်အဲ့တက်ပြီးတဲ့ဖဲပြားအောင်မှာပဲကျွန်တော်တို့စကားပြောလို့ရတယ်နောက်ပြီးတော့အေးတဲ့အခုလိုနေရာဒီမျိုးမှအေးတဲ့ပြီးကြရင်ဆောင်ရဒီမှာရအေးခန်းအေးနေရကျွန်တော်တို့အမွေနဲ့အပူဘေးဆိုင်လေးရှိအပူဘေးဆိုင်အဲ့ဖိုင်ပြမှာအပူဘေးဆိုင်လည်းရှိတဲ့ကျွန်တော်တို့ဘာမှပူစရာမလိုတော့ဘူးကျွန်တော်တို့အမွေတွေထူပေးမှလည်းဘာမှပူစရာမလိုတော့ဘူးအော်အေးပါကွာငါတဲ့ဝိုးဖြူနဲ့လေတို့နှစ်ကောက်တော့ဝေးထားတဲ့အယုတ်ကလေးကိုပိုက်ပြီးလုံးနေဒါမှမစိုးပါဘူးလေလေးဖြူတာပဲပက်ကနဲ့နေရတာလေကွာစိတ်ဒုက္ခရောက်လိုက်တာဒါမေတို့ညီလေးမလားငါကန်ထားတဲ့လက်ကဟုတ်တယ်ကျွန်တော်တို့ညီလေးလေဗျာအေးငါပဲဒီတိုင်းပဲစက်ကန်ပေးထားမယ်ညမင်းတို့ညီလေးကဘာဖြစ်တာလဲရသူကအဲ့လိုပဲသူဘာဖြစ်နေလဲโอเคရတော့ကောင်လိုက်ခဲ့ရောကွာလိုက်ခဲ့ရောရမကနေတော့လိုက်ခဲ့ငါတို့ကစောက်သွားမယ်ကွာတော့ငါတို့တောင်တန်းလေးပေါ်စောက်သွားမယ်ကွာရေဘူးစားသွားလုံးမယ်ကွာနော်ဟုတ်ပါဘူးအေးမြတဲ့ရေနဲ့အပူမြတဲ့ရေနဲ့ငါတို့သွားစိတ်မှာကွာဟိုဘက်မှာကွာလာသွားမယ်ဒီမှာပဲရေကူးလိုက်တော့မယ်တပည့်တို့ကောင်နေလားလို့အချိန်ပြည့်ကနေရပဲမင်းတို့နှစ်ကောင်ငါမွေးသားမိရတယ်မားတယ်ကွာရဖြူကရေကြောက်တာလားရဒီမှာကြည့်ကောင်းသေးသေးလာတော့ကူးလို့ရတယ်ဟုတ်တယ်သူကရေကြောက်တတ်တယ်လေရောက်လာလေဟီကျွန်တော်ရေကြောက်တယ်ဗျာဟီကျွန်တော်ရေကြောက်တယ်ဒီမိရေတော့ဖိနေပြီဟောရေဘေးကရေကြောက်တာမင်းကတဝါတော့ပဲဝင်လို့ရတယ်ကျွန်တော်ရေရမ်းကြောက်တာဒီမှာအကောင်သေးသေးလေးလောက်ရေမကြောက်ဘူးအဲ့ဆိုတဲ့ကူးပြီဗျအဲ့ဆိုတဲ့ကူးပြီဗျာကောင်းလိုက်တာကွာရေအောင်တဲ့လမ်းကြောင်းနေတာတမျိုးရွက်နော်စင်းကွာလေဒါမင်းအချိန်ပြည့်ကနေရပဲလာတယ်မလားဒီအောင်ထဲမှာတော့ကနိုင်တယ်โอเคငါတို့ရေရမ်းငုတ်ပြီရောက်တက်ဒီပဲလေးကိုငါဝါပြည့်ပေးလိုက်အောင်မင်းတို့ညီလေးကိုငါတုတ်ပေးလိုက်အောင်မရေတုတ်ပေးလိုက်ဒါလို့အကြီးပေါ်တက်ရအဲ့လောက်ကနေရတာမင်းတို့ကောင်းနေဘာပြည့်နေရလဲလို့ဒါကုသေးပြရမှုဖြစ်နေပြီတော့ကောင်းအဲ့လောက်ခန့်နေရတာမင်းတို့ဟာအဲ့လောက်ခန့်နေရလားငါကူတုတ်ပြရတော့မယ်အဲ့လောက်ပြည့်နေမအကောင်တေးတေးလေးတော့တက်လို့ရတယ်အေးရဒီမှာပဲနေကားလာတော့ရကနေယောလာလို့လာငါနောက်လိုက်လာလို့ဟာတိုးနေရတယ်ကွာမင်းတို့ဝယ်ကြီးတဲ့နည်းနည်းနော်မဟုတ်ဒီရောဝယ်ကြီးရတယ်နည်းနည်းနော်မဟုတ်ဖြေကူရမယ့်နေရာမဟုတ်တာကနေဟာရေဘူးရေချိုးပြရဲဆိုဟေးโอเคပဲမပြောနေနဲ့ရေသွားစိန်လာဦးမှာကွာကောင်တဲလေးလေးပါခေါ်ပါအဲ့လားမရတယ်လေသွားစိန်ကျွန်တော်တို့ညီလေးကတော့ဘာပြပါဘူးဗျအေးကွာသွားစိန်လာဦးမယ်ကောင်းတယ်ကွာကောင်းနေချိန်ပြကနေမမုန်းလားမသိဘူးကွာငါသူတို့ကြည့်မောတယ်ကွာနော်အဲ့လိုဆက်လေးအဲ့ဝဝဝင်ဆက်တက်ပေးတာတယ်
ပြောပါအကောင်အဲ့ဝုံနာကတော့ကွာရှစ်ကားလေးတော့မပြောတော့ပါဘူးပြောရတဲ့ဟိုပြိတ္တတွေရှိမှဒီလေးညမလေးကျွန်တော်ဗီဒီယိုကြည့်တယ်ပါအောင်လို့ဆိုကျွန်တော်အသက်က9နေနော်ချိုးမယ်ဟင်းကောဘူလေးချိုးမယ်ငါစိတ်မိတာတော့ပြည့်ဘာဖြစ်ပါဘူးသူကတော့ဘာမှကြောက်နေနော်ဘာမှကြောက်နေရတယ်ဘာဖြစ်ဘူးခင်ဗျာရေဘူးစားလုံးပြီးပါရင်တတလေးကိုပြန်တောက်ပေးမယ်ငါဝစားလဲအောင်မယ်တတလေးဝစားလဲမယ်ငါကောင်လေးပဲပြောင်းသွားကောင်လေးပဲပြောင်းသွားလေကွာငါကောင်လေးပဲပြောင်းသွားပါလေဟေးဟိုကောင်ဟောဒီမှာ对，我是抽的芭比。OK，我咋来了？我咋不来啊？在路上嘛，我咋来啊？在路上嘛，我咋来啊？瓜。都你来，俺多等下来我。ငါကိုချိုစွမ်းငါကောင်မလေးချင်းမှာတွားယူရမှာမယူချင်တော့ကွာအဲ့တော့ဟဲ့မေတို့ကောင်နေခါထိပေးထားပါစမ်းခဏထိပေးထားပါကွာဟဲ့ဒါမေးရဦးမလားဟဲ့ဒါမေးရညီမလားဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်ရဲ့ညီပြအေးရောက်ယူလာတော့ရကျွန်တော်တင်ထားလိုက်ပြီနော်ကျွန်တော်တို့ဆောက်ပေးထားမယ်ရောဆောက်ပေးအေးကွာငါတို့ဂျပန်နဲ့ငါဝစားသွားလဲလာငါမေ့ပါတယ်ကွာအဲ့ရေဘူးစားလုံးအင်းကြီးချိုးရမယ်ဆိုအဲ့တော့လေဝစားလဲရမှာပေါ့ဝစားဖို့လဲဖို့နေရာလည်းမရှိဘူးပြည်ကြထားလိုက်တော့ကွာလဲတော့တမ်းမလဲတော့ကွာအဲ့တော့လဲတာပဲကောင်း我在ဒီရမျိုးရဲ့အများကြီးပါမှာဟုတ်တယ်ဒီရမျိုးအများကြီးပါငါလည်းနှစ်ခါသွားလဲရဒါမျိုးအများကြီးပါတယ်ဆိုတော့ okay လဲလာမှာဟောဒီမှာနာမခုံအောက်မှာငါထုံးနဲ့တိတ်မှာပဲ okay ကဲဝစားလဲလို့ပြီးပါကွာ okay နော်ဝစားလဲလို့ပြီးပြီအဲ့တော့ကိုကောင်းနေစီသွားရမယ်နာလိုက်တာကွာနေရာဒီကွာဖြစ်ရတဲ့ထဲအေးရနေမေတို့ကားလို့မပြီးသေးဘူးလားကားလို့မပြီးသေးဘူးလားအချိန်ပြည့်ကားနေမေတို့ကောင်ကြီးကြည့်လိုက်ဟာဟုတ်တယ်ကျွန်တော်တို့ကကားနေတာအဲ့ဒါအဲ့ကိုစားတယ်မစားဘူးကျွန်တော်တို့ကကာတိုးဝုတ်နေဆိုတော့လေအေးပါကွာမေတို့ပဲတိလားမေတို့ပဲတက်ငါမတက်ပါဘူးအဲ့နေမေကိုကြွားအဲ့လိုမဟုတ်ပါဘူးဗျာကျွန်တော်တို့ကအဲ့လိုမဟုတ်ပါဘူးအေးပါကွာအေးပါငါတော့ကန်တော့အကင်းငါမင်းကိုကျွေးမယ်ကင်ကျွေးမယ်ဆိုအကင်းလေးထောင်းနေဟမ်ဆောင်းနေဆောင်းနေအေးချက်ရတာဒါလည်းဆော့မရှိဘူးဒါဒီတူတယ်Okay. Kak. Baru kada skin, ngaruh kada skin ya. Yang kan ya, baru nak kada skin. Saya nak koi, jo ada sih bisnis pun ada lah. Baru ada lah, alu kaya lah ya. Baru kada lah. Ha, makada, jangan lah makada. Yang mana lo alu kada lah ya. Baru kau ni ada alu kada lah. Alu kada lah, baru kau ni alu kada lah. Ada lah alu kada lah. Baru kau ni no, amak kada lah, alu kada lah. အလူကတယ်လားမင်းမကြည့်လုံးဝငါသွားအားရှိတော့ဘယ်လိုကောင်းနေမောင်ငါတခါတည်းကောက်သွားလို့ရတယ်ရိုးကွာရိုးအဲ့တော့အလူကလို့ရလားဟမ်ဒီလိုကောင်းနေမကြည့်အလူကလို့ရလားဒီအလူကလို့ရလားအလူကလို့ရလားလို့ကလို့ရလားလို့အလူကလို့ရလား
မိုက်တယ်ဗျာမိုက်တယ်ဗျာအေးရတော့ငါတော့မောရမောရတော့ဘာလို့ကောင်းမလဲမင်းတို့လည်းကားရလေးဗာလေးရှော့ကြပါဦးကွာမင်းတို့ကြည့်ပြီးငါလည်းမောတယ်ကွာကျွန်တော်ကာတိုးဖို့နေရသွားပြောထားသလိုပဲဘာဖြစ်ဘူးအဲ့ဒါကြောင့်မလို့ဆက်နေရဒီကားလို့ရတယ်မင်းငါပိတ်ထားတာမူစားလိုက်အောင်ကွာနော်ကာတိုးဖို့ကဒီကျအိမ်ပြန်မယ်နော်မင်းတို့ကောင်ဟုတ်ကဲ့ပါဗျโอเคအေးငါဟုတ်ဖို့စားလိုက်အောင်ကွာဟုတ်ဖို့စားကဲဟုတ်စားရွားရဆိုတော့ရောက်နေအိမ်ပြန်မလဲရောက်နေအခက်ပြန်မယ်ဗျဘယ်ငါပွင့်ဒီလက်တော့ငါကဲမကနေနဲ့ချိန်ပြရောက်ရလာတော့မယ်ဘယ်လိုနဲ့ကဝိနေကွာတဘောကောင်ရမင်းကြီးချိန်လာလာရဟုတ်ကဲ့ကျွန်တော်ညီကိုချိန်ထားခြေထားပါတယ်ဗျအဲ့ရောက်ချိန်ထားတယ်မဟုတ်လားဘာလဲစကားရဘာညာကဲတော့မယ်ကဲငါအိမ်လေးတွေရောက်လာပြီမင်းတို့ကောင်နေနည်းနည်းပပလေးနဲ့ငိနာဟုတ်ကွာချယ်ကဖေးဆိုင်သွားမယ်လားမင်းတို့ရောက်လာတဲ့ထိမ်းမြတ်ဆိုတော့ငါလည်းကွာပူလောင်နေရဆိုတော့မင်းတို့လည်းငါလည်းတနာလို့စက်ကရပြီးခေါ်မွေးသားတော့မင်းတို့ကတိုးဝုန်းနေကိုအရင်ရှိလာရောအရင်တော့ရှိတယ်ဗျာဘူးဗာလေကြောင်စကွက်ဟိုဗာလေမစ္စတာခဏတော့ကျွန်တော်ကြည့်ရခက်ဘောစိတ်မှာတော့ရှိရယ်ထောင်းနေရောမီလို့မကောင်းဖြစ်ကျွန်တော်တို့ဘိုင်းမစားအောင်နော်စားလို့ကောင်းလဲလားစင်းကခုနကကနေပြီးတော့ကျွန်တော်ရဲ့ကပိတောက်မယ်ကျွန်တော်တို့ကစားလို့တော့ရပါတယ်ဗျကောင်းလိုက်တာကျွန်တော်အရန်ပြောတယ်ဗျာဒီနေ့ကိုကျွန်းနဲ့အနီမဲကိုကျွန်းနဲ့မွေးစားခံရလို့အေးပါကွာအေးပါငါကချယ်ရီကဖေးစားယူသွားပါငါတို့ဒီမှာဝုတ်ပုံနဲ့စတိုးတွေထိသိမ်းနေရကိုချိုတော့ဒီမှာမှာတော့လာဝဲပါတယ်ချယ်ရီကဖေးစားယူသွားမယ်ကွာကဖေးဆိုချယ်ရီကဖေးငါရမော်ဆိုင်နဲ့ပဲသွားလို့ရတာဟာဟောမအေးတောက်ပါကွာတောက်ပါငါလည်းစိကိတ်မို့လေစားလိုက်အောင်မယ်ကောင်းလိုက်တော့ကွာငါကောင်းလိုက်တာသူတို့ကတော့ကောင်းမရဘူးကော်ဖီတကားဆိုကော်ဖီတောက်နေတယ်တော့ကနေတယ်တော်တော်ကြမ်းတယ်သူကလေကျွန်တော်လည်းဂျင်းလာစားရင်းနဲ့ဗျာစိမ်းကမောက်ကြအောင်မယ်ရပါတယ်ကျွန်တော်တို့ကအဲ့လိုကိုင်နဲ့တောက်တယ်ဘာဖြစ်မောက်ကြတယ်မောက်ကြရင်မင်းတို့သိပြရမှာနော်ဘာဖြစ်ပါဘူးဗျာကဲဒီနေ့ဒါကတော့အပိုင်းသေးပါနော်သူတို့နဲ့ကျွန်တော်ဒီကာတိုးဝုန်းနေတဲ့ကျွန်တော်နောင်လေးကြရကျွန်တော်ဒီဝိုင်းပါနော်နောက်နေ့ကျရင်ကျွန်တော်လုပ်ဖို့ရှိပါတယ်သူတို့နဲ့အဘတာခီးတော့ဖို့ရှိပါတယ်ကဲဒီနေ့တော့ဒီလောက်ပဲတက်တာ